ကျွန်တော်ဒီ2026 3ချိန်မြောက်မှာပေါ့နော်ကျွန်တော်2ချိန်မြောက်မှာ6နှစ်ကို6 9နှစ်ဆိုပြီးမန်ပါတွေကိုပေးခဲ့တဲ့ကဏ္ဍကျွန်တော်အောင်ခဲ့တယ်ပေါ့နော်အဲ့ဒီ6နှစ်ကိုလို့ကြာခဲ့ရင်ကျွန်တော်ကထိုးရမယ့်ကဏ္ဍကိုကျွန်တော်တို့တခါတည်းရထားတာပေါ့နော်ဒီအချိန်မှာထိုးမယ်ပေါ့နော်အားခဲထားတာ6နှစ်ကိုကျွန်တော်တို့ပါလေးရိုက်ခဲ့ပြီးမှအခုချိန်မှာ3ချိန်မြောက်မှာထိုးမယ်ဆိုပြီးမှအားခဲထားတာ6နှစ်ကိုကြိုပြီးမှကြည့်ထားတာပေါ့ဘယ်လိုမျိုးကြိုကြည့်ထားလဲဆိုတော့ဟာပေးခဲ့သည်ရှိတော့ပေါ့နော်6နှစ်ကိုပေးခဲ့သည်ရှိတော့ကျွန်တော်ကထိုးရမယ်ဆိုတော့ဒီမှာခွန်ကိုပေါ့နော်အဲ့ဒီခွန်ကိုလေးလို့ကျွန်တော်တို့ဖြစ်တာလေ1 2 3 4 5 6ခွန်8 9 10 11 12 13 14 15 16 19 18 19ပင်ရီလိုက်တဲ့ချိန်မှာတဲ့6 3 6တီးတဲ့1 2 တစ်နှစ်နှစ်နှစ်3နှစ်မြောက်ရဲ့နှစ်ကြိမ်မှာလာချပေးတာပေါ့နော်လာချပြန်ကျွန်တော်ဒီကိုထိတ်ပဲအောက်မှာလာချပေးတာတဲ့ဒီလာချပေးပြီးတဲ့အောက်မှာ3ကြိမ်3 3ကြာပေါ့နော်ကျွန်တော်တို့ကချထားပြီးတယ်အဲဘယ်လိုချထားပြီးလဲဆိုတော့ကျွန်တော်တို့ကနောက်မှရှင်းပြမယ်ပေါ့နော်ကိုခွန်ကိုတဲ့ဒီမှာလဲကိုခွန်ကိုဖြစ်လာတာဟိုကခွန်ကိုပေါ့နော်ဒီမှာကျတော့ကိုခွန်ကိုဆိုပြီး1 2 3 4 5 6 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
19ပေမြောက်ကတဲ့ကျွန်တော်96နှစ်တည်တဲ့ကျွန်တော်တို့ကဒီနှစ်ကြိမ်မြောက်မှာချခဲ့ပြီနော်ချခဲ့ပြီဆိုရင်ねဒီ3ကြိမ်မြောက်မှာထိုးရမယ့်ကဏ္ဍလေးကကျွန်တော်တို့ကဘယ်ကဏ္ဍလေးဖြစ်မလဲပေါ့နော်ဘယ်ကဏ္ဍလေးဖြစ်မလဲဆိုတော့ဒီ66 3ညရွှေ့ရမယ့်ကဏ္ဍရဲ့အပေါ်မှာ3.3.5လေးရှိတာပေါ့နော်အဲ့ဒီဇောက3.3.5ဒီတဲ့1 2 3 4နှစ်ကြီးလိုက်တဲ့ချိန်မှာတဲ့ကျွန်တော်တို့ဒီမှာ3.3.5လေးရှိတယ်ပေါ့နော်အဲ့ဒီကဏ္ဍဒီ66 6.3.6ရဲ့ဇောမှာလာချပေးထားတယ်သူ့ရဲ့3.3.3ဒီတဲ့ဒီမှာလာရွှေ့တာလားပေါ့နော်ကျွန်တော်တို့9လို့ဖြစ်တာနဲ့69နှစ်ပေါ့သူ့ရဲ့ဇောင်းက989ဒီတဲ့1 2 3 4နှစ်မြောက်ပဲကြီးလဲတဲ့ချိန်မှာကိုဒီ989ဒီ989လို့လာရွှေ့တယ်သူ့ရဲ့အောက်က696ဒီတဲ့3ပင်မြောက်မှာလာရွှေ့မလားပေါ့နော်အဲ့ဒါလေးရှိထားတဲ့အတွက်ကျွန်တော်ရဲ့အယူဆချက်မှန်ကန်ခဲ့သည်ရှိတော့မှားခဲ့သည်ရှိတော့ကျွန်တော်တို့ကန်တရားနဲ့ဆိုင်တာပေါ့နော်ဘယ်လိုမျိုးကျွန်တော်ယူဆလိုက်လဲဆိုတော့ဒီနေ့ထက်မှာ3.3.3 3ပရိတ်ပေါ့နော်အဲ့ဒီ3ပရိတ်ဒီတဲ့ကျွန်တော်တို့ဒီမှာ490 3.3 490ပေါ့နော်3ပရိတ်နှစ်ခုလို့ရှိတယ်ဒီနေ့ထက်မှာလည်းခွန်9က3ပရိတ်ခွန်3.6က3ပရိတ်နှစ်ခုလေးရှိတယ်နှစ်ခုလေးရှိလိုက်တဲ့အတွက်ကျွန်တော်တို့ပထမဆိုင်ကိုပြင်သွားတဲ့ချိန်မှာတဲ့6.3.1ပေါ့နော်သူအောက်ဆင်းတဲ့1 2 3 4ပြမြောက်ကကဏ္ဍဖြစ်ရ3ပရိတ်ပေါ့နော်3ညထိတ်3.3.3ဒီတဲ့ကျွန်တော်တို့က3ထိတ်3ညထိတ်နဲ့ဖြစ်ချင်လို့ဒီမှာ3.3.3လို့ဖြစ်ချင်လို့3ညထိတ်နဲ့ပါတဲ့ကဏ္ဍလေးကိုရွှေ့ပြီးတာပေါ့နော်ဒီနေ့ထဲမှာ3ပရိတ်ကနှစ်ခုလေးရှိတဲ့တွဲတဲ့ကျွန်တော်တို့က1.3.6အောက်ဆောင်စီ1 2 3 4ပြမြောက်ခွန်3.6ဆိုတဲ့3ပရိတ်ကနှစ်ကြိမ်ပဲရှိတဲ့အတွက်နော်နှစ်ကြိမ်လည်းရှိတဲ့အတွက်သူကနေကြီးဒီမှာ1.3.6ကနှစ်ခုရှိတယ်သူအောက်ကနေကြီးလဲကြီးဒီမှာ3ပရိတ်ကမဟုတ်ဘူးပေါ့နော်3ပရိတ်ဖြစ်ထားတော့ကျွန်တော်ဒီ3ပရိတ်ကိုဒီ2 3 4ပြမြောက်ကခွန်3.6ဒီတဲ့ကျွန်တော်တို့ကဒီမှာ3ထိတ်3ညထိတ်နဲ့ကျွန်တော်တို့ယူခဲ့မယ်ဆိုရင်3ညခွန်6 3ည6ခွန်ပေါ့နော်ဟုတ်ကဲ့ဗျာဒီ3ချိန်မှာ3ညခွန်6 3ည6ခွန်နဲ့ကျွန်တော်ဒီ696ကလေးကအရင်လေးလေပေါ့နော်ကျွန်တော်တို့ member လေးနှစ်ချိန်မှာ member လေးပေါက်ထားတော့ဒီအချိန်မှာကျွန်တော်ဒီကဏ္ဍကိုကျွန်တော်ဖရီးချပေးခြင်းဖြစ်ပါတယ်6နှစ်9ပါလည်းကျွန်တော်တို့ပါလေးပေါက်ခဲ့တာပေါ့နော်
ကြပေးမယ်မထင်တဲ့အတွက်အကြောင်းကျွန်တော်တို့ပါလေးနဲ့ရန်ပြီးမှထိုးလိုက်တာဒီချိန်မှာပုံထိုးမယ်ဆိုပြီးတော့တော်တော်မှန်းထားရတဲ့ခွန်3ည6ကိုကျွန်တော်တို့ကစောစောရရင်စောစောထိုးတာဖို့ပေါ့နော် sorry ပြခွန်3ည6မဟုတ်နော်3ညခွန်6 3ည6ခွန်